Harry ပါဒီနေ့မှာတော့ Luffy ကဒီဘက်ရုမစားခင်ဘယ်လိုဖြစ်မလဲဆိုတာကိုစိတ်ယူကြည့်မှာပါတကယ်ဆိုရင် Luffy ရဲ့ Rober Power သူ့ဆောင်အမြင့်ဆုံးထိမြင့်နေခဲ့ဒါပေမဲ့ဒီဘက်ရုမစားခင်သူ့ရဲ့ fighting style နဲ့ One Piece ဆိုတဲ့မှာသူ့ရဲ့အကျိုးသက်ရောက်မှုဘယ်လိုပြောင်းလဲနေမလဲဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာစဉ်းစားကြည့်မှာပါ Luffy ရဲ့ strength ဒီဘက်ရုမစားခဲ့လို့ဆိုရင်လေ Luffy ရဲ့ stamina fighting spirit အားသာချက်တွေကမလန်းမသိရှိနေအောင်ပါပဲသူ့ရဲ့အဖိုး Camp နဲ့တောထဲမှာလေ့ကျင့်နေသူက strong human fighter ဖြစ်နေတယ်။ဒါကြောင့် hand to hand combat တွေ basic weapon fight တွေမှာအားသာ။ဒါမဲ့ weakness တွေလည်းရှိပါသေးတယ်။ကမှုရဲ့ power တွေဖြစ်တဲ့ gear တွေ giant တွေဆိုရှိအောင်မဟုတ်ပါ။ Lucky ကတိုက်ဒီပဲ fruit user တွေဖြစ်တဲ့ crocodile တို့အနေနဲ့ဆိုရင်တိုက်ရခတ်ပါတယ်။ crocodile နဲ့ခြာတော့ဆို original fight မှာ Luffy ရဲ့ rubber ထိုးချက်တွေကစက်အောင်ချိုးနိုင်တယ်။ဒီဘက်မှာရှိရင် crocodile အနိုင်ရဖို့ကခက်နိုင်တယ်။အနေနဲ့ခြာတော့ဆို electric attack ကို original Luffy ရဲ့လွယ်ကူစွာကောင်းလာလုပ်ခဲ့တယ်။ human level Luffy နဲ့ဆိုရင်တော်တော်လေးကိုအနေရှိတယ်။ Kaido ပင်မတို့နဲ့ခြားတဲ့ချိန် Yonko fight တွေမှာဒီဘက်မရှိတဲ့အတွက် Haki ပေါ်အားကိုအကြီးစား fight တွေမှာလည်းမလွယ်နိုင်ဘူး။ Straw Hat Crew နဲ့ relationship ကနည်းနည်းကွာနိုင်ပြီးတော့ adventure နဲ့ enemy stage တချို့ different ဖြစ်နိုင်ပါတယ်။ New adventure ရဲ့မှာ strategy နဲ့ teamwork ကအရင်ရေးကြည့်လာမယ်။ Bro အနေနဲ့ဒီဘက်မစားတဲ့ Luffy ကဘယ်လိုဖြစ်သွားမလဲအားပေးမှလားမာပြီလား comment မှာပြောလို့ရပါတယ်ပြီးတော့ Bro လက်မခံနိုင်တဲ့ချက်ကိုအကြောင်းပြချက်နဲ့ comment မှာရေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ content တွေကိုကြိုက်တယ်ဆိုရင် like share subscribe လုပ်ခဲ့လို့ရပါတယ်ဒီနေ့တော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြ